2026မှာမတိမဖြစ်တည်ထားတဲ့ scale 3ခုပထမဆုံးတစ်ခုကတော့အခုတလုံးခစားနေတဲ့ fight coding ပဲဖြစ်ပါတယ်အခုခေတ်မှာက AI နေအပြင် anti-gravity, lovable, cursor, coder စတဲ့ AI agent တွေရှိလာတဲ့အတွက်ကြောင့်မို့လို့ကို့မှာ digital product ထုတ်ဖို့ idea ရှိုံနဲ့ကို့ idea ကိုတစ်နာရီအတွင်းမှာပုံဖော်ကြည့်လို့ရနေပါပြီအဲ့တော့ညီကိုတို့ကဟိုဟာလေးဆိုဘလို့ဖြစ်မလဲဒီဟာလေးဆိုဘလို့ဖြစ်မလဲဆိုတဲ့စမ်းတဝဝလုံးနေစရာမလိုတော့ဘဲနဲ့ကိုယ့်ရဲ့ idea ကို testing product အသေးစားလေးထုတ်ပြီးတော့ fight coding နဲ့စမ်းကြည့်လို့ရနေပါပြီအဲ့တော့ AI fight coding က2026မှာလေ့လာတဲ့ scale တစ်ခုအပါဝင်ဖြစ်လာပါပြီနောက်တစ်ခုကတော့ digital marketing ပဲဖြစ်ပါတယ်အဲ့တော့ကိုကဘလောက်ပဲကောင်းတဲ့ product တစ်ခုထုတ်ပါစေအ product ကိုဘယ်သူမှမသိဘူးဆိုရင်အလကားပဲအခုလို social media ခေတ်မှာကိုယ့်ရဲ့ product ကိုဘလို့ပုံစံနဲ့ user တွေကိုသိစေခြင်းလဲဘလို့နီးနဲ့ user တွေစီရောက်အောင်လုပ်မလဲဆိုတာကအရေးကြီးတဲ့အရာတစ်ခုဖြစ်လာပါပြီအဲ့တော့ကိုက digital marketing ကိုသာသိထားရင်ကိုယ့်ရဲ့ product ကိုကိုယ့်ရဲ့တကယ် target audience မှန်တဲ့လူတွေစီမှန်တဲ့နေရာမှန်တဲ့အချိန်မှာရအောင်လုပ်လို့ရနေပြီဥပမာကိုယ့်ရဲ့ product ကခလေးပစ္စည်းရောင်းနေဆိုပါဆိုအဲ့ဒါဆိုကိုယ့်ရဲ့ target audience ကခလေးမိဘတွေဖြစ်မှရမယ်အဲ့လိုမဟုတ်ဘဲနဲ့ညီကိုတို့လိုလူငယ်တွေစီပဲရောက်နေတယ်ဆိုရင်ရောင်းအောင်နေနိုင်တယ်အဲ့တော့ကိုပိုင်လုပ်ငန်းလုပ်ပြီးကို product ကိုပဲရောင်းရတခြားသူကို service ပေးတာပဲဖြစ်ဖြစ်လုပ်လို့ရတဲ့အတွက်ကြောင့်မလို့ digital marketing ကမသိမဖြစ်တည်တဲ့ scale တစ်ခုထဲမှာပါဝင်လာပါပြီဟုတ်ပြီအဲ့မှာကို product ကိုကို target audience စီရောက်အောင်လုပ်နိုင်နေပဲထားပါအောင်ဘယ်လိုမျိုး user တွေလက်ထဲရအောင်လုပ်ရမလဲဆိုတာသိပေမဲ့ကို product ကို user တွေစိတ်ဝင်စားအောင်မလုပ်ပြန်ရင်လည်းမရပြန်ဘူးပြီးတော့သိတဲ့အတိုင်းပဲအခုခေတ်ကစာရှည်ကြီးရေးထားတဲ့စာရင် video တစ်ပုဒ်ကပို့ပြီးတော့အရေးကြီးလာပြီအဲ့တော့အခုချိန်မှာ user တွေစီရအောင်အကောင်းဆုံးလုပ်နိုင်တဲ့နည်းက video creation နဲ့သွားတာပဲဖြစ်တယ် tips တစ်ခုအနေနဲ့ပြောရရင် long video တွေထက် short video တွေက user တွေစီရောက်ဖို့ပိုလွယ်တယ်ပိုပြီးထိရောက်မှုရှိတယ်အဲ့တော့ editing လုပ်တဲ့အခါမှာကိုက user တွေကိုအချိန်တိုအတွင်းဘယ်လိုဆွဲဆောင်ရမလဲကို product ကိုအဲ့လိုအချိန်ခဏလေးအတွင်းမှာဘယ်လိုပြရမလဲဆိုတာကအရေးကြီးလာပြီအဲ့တော့ video editing skill ကလည်းသိထားတဲ့ skill တစ်ခုဖြစ်တယ်ဆိုတော့အခု video မှာညီကိုပြပြပေးသွားတာကတော့2026မှာသိထားတဲ့ skill 3ခုအကြောင်းပဲဖြစ်ပါတယ်